အာရခတပ်တို့၏ထိန်းချုပ်ထားတဲ့တန်တွင်းမျိုးကိုစစ်ကောင်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့တဦးသေဆုံးပြီး9ဦးဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ဒီတန်တွင်းမျိုးအမှတ်၄ရပ်ကွက်ကအသက်30ကျော်အရွယ်ဦးညီညီသေဆုံးပြီးတော့အသက်6နှစ်အရွယ်မောင်တန်စင်ဖြိုးအသက်14နှစ်အရွယ်မောင်တီဟာဆိုအသက်39နှစ်အရွယ်ဒုခိခင်ထေးအသက်53နှစ်အရွယ်ဒုခင်ထွေးနဲ့အသက်42နှစ်အရွယ်ဦးထွေးနိုင်မင်းတို့ဒဏ်ရာရသွားခဲ့တာပါ။တန်တွင်းမြို့အမလီရက်ကွယ်ညောင်ပင်စီရက်ကွယ်ကိုစက်တင်ဘာလ29ရက်ဒီနေ့ည8နာရီခွဲအချိန်ကပုံ900ပုံနှလုံးနဲ့ကြီးချတိုက်ခိုက်ခဲ့တာပါအဲ့ဒီအမလီရက်ကွက်ကဦးမြဟဲအိမ်မှာတလုံးအမလီရက်ကွက်ကညောင်ပင်စီရက်ကွက်မှာရှိတဲ့ဦးမေလေးအိမ်မှာတလုံးကြာရောက်ပောက်ခွဲခဲ့တာဖြစ်ပါတယ်တောက်ကုန်းမြို့ကံပဲရက်ကွက်ရှိတူဖုန်ကြီးကျောင်းကိုစက်တင်ဘာလ26ရက်မနေ့ကလေးစစ်ကောင်မရှင်တက်လေးကျောက်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်မရှင်တပ်ဟာတန်တွေတောက်ကုန်းကွာစာရီမြို့နယ်တွေမှာလာမယ့်ရေကောက်ပွဲပြုလုပ်မယ်လို့ထောက်ပြန်ထားပြီးတဲ့နောက်မှာခုလိုမျိုးလေးကျောက်တိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်